exercise 7.5 ရဲ့ number 1ရဲ့ B ဆက်တွေ့ကြည့်ပါမယ်အဲ့ဒီမှာ 2 ကိုချိုးပဲ differentiate လုပ်အောင်ပါ cos အချိုး cos 3/8 ကို differentiate လုပ်ရပါမယ်အဲ့တော့ဆရာတို့ဒီမှာသိရမယ် root ကကြတော့ cos ကိုရှိမယ်ပါအဲ့တော့ဒီ cos u ကို d/8 ရှိမယ်ဆိုရင်ဘာရမလဲဆိုရင် minus sin u လို့ရပါမယ်ပြီးတော့မှဒေါင်းတမို့ဖြစ်တဲ့ u ကိုဆက်ရှိရမယ်အဲ့တော့ du/d8 လို့ဖြစ်ပါမယ်အဲ့တော့ဒီ rule လေးသိရပါမယ်ဟုတ်ပြီဒါဆိုရင်ရှင်းကြည့်မယ် cos 3/8 ကိုရှင်းမယ်u တမို့က 3/8 ပေါ့နော်အဲကြောင့်မလို့ cos ရှင်းတဲ့ minus sin 3/8 ပြီးတော့မှ u ဖြစ်တဲ့ 3/8 ကိုဆက်ရှိပါမယ်d/8 3/8 ရှေ့ရ minus sin 3/8 ကတော့ဒီတိုင်းပဲပြန်ရပါမယ် minus sin 3/8 အဲ့တော့ကျန်တဲ့ u တန်ဖို့ဖြစ်တဲ့ 3/8 ကိုရှိမယ်အဲ့တော့သူ့ကိုဆရာတို့ဘယ်လိုမြင်ကြမလဲဆိုရင်3 1/8 ကိုပေါ်တင်လိုက်တဲ့အခါမှာ8 power minus 1အဲ့လိုဖြစ်မယ်ဒါဆိုရင်ရှေ့ရတာပို့လွယ်သွားမယ်3ရမြောက်ဖို့ကိန်းဆိုတော့မရှိတော့ဘူး8 power minus 1ကိုရှိတော့ minus 8 power တနှုတ် power တဲ့နှုတ်လိုက်တော့ minus 2အဲ့ဒီလိုရမယ်ဒါဆိုနောက်ဆုံးဆင်းဆရာတို့ပြင်လိုက်တဲ့အခါမှာနှုတ်နဲ့မြောက်လိုက်တော့ဆရာတို့အပေါင်းရမယ်3 8 power minus 2ကိုအောက်ပြန်ချလိုက်တဲ့အခါမှာ3/8 square နောက်က sin ချိုးပဲကျန်ခဲ့မယ် sin 3/8 ကဲအဲ့လိုရပါမယ်အဲ့ဒါဆိုတော့မတူတာတွေဆိုတော့ဆက်ရှင်းလို့မရတော့ဘူးဆက်ရှင်းလို့မရတော့အဖြေကအဲ့ဒါပဲရပါမယ်နောက်တစ်ပုဒ်က number C ကိုဆက်တွက်ကြည့်ပါမယ် number C မှာ h2 cos 2h ဒါကိုဆိုတော့ differentiate လုပ်ရမယ်အဲ့တော့ h2 နဲ့ cos 2h နဲ့မြောက်ထားတယ်အဲ့တော့ဆိုတော့ဒီမှာ product rule ကိုသုံးအောင်မယ်ပေါ့နော်အဲ့ဒါသင်္ကေတအရင်ဆုံးထည့်လိုက်မယ် d/d8 အဲ့ဒါဆိုတော့ရဲ့ product rule ကဒီလိုလေးရှိတယ် d/d8 u v အဲ့ပြောချင်တာတော့ u နဲ့ v နဲ့မြောက်ထားတာပေါ့နော်အဲ့တော့ဘယ်လိုရှင်းရမလဲဆိုရင် u ထား v ရှေ့ထားနောက်ရှေ့ပေါ့နော်ပြီးရင်နောက်ထား v ကိုထား u ရှေ့ du/dx ပြီးရင်အဲ့နှစ်ခုပြန်ပြီးတော့ပေါင်းပြရမယ်နော်အဲ့တော့ဒီမှာလည်းပဲဆရာတို့ကနှစ်ခုပါတယ်ရှေ့က u တန်ဖိုးက h u နောက်က v က cos 2h အဲ့တော့ရှေ့ထားဆိုတော့ h u နောက်ရှေ့ဆိုတော့ d/dh cos 2h ပေါင်းပြရမယ်ဆိုတော့ plus နောက်ထားဆိုတော့ cos 2h ရှေ့ကိုရှေ့ရမယ်ဆိုတော့ d/dh h u အဲ့ဒါအောင်မှဆိုတော့ဆက်ရှင်းကြမယ်အဲ့တော့ h u ကတော့ h u ပဲရပါမယ် cos 2h ကိုရှင်းမယ်စောနာရှေ့မှာရှင်းပြီးသားပါ cos ကိုရှင်းရင် minus sin ရမယ်အဲ့တော့ minus sin 2h ပြီးတော့မှ u တန်ဖို့ဖြစ်တဲ့ 2h ကိုဆက်ရှင်းမယ်အဲ့တော့ d/dh 2h အဲ့ဒါဆိုရင်ရှေ့ပိုင်းကိုရှင်းတာပြီးတော့ပါပြီ plus cos 2h ကတော့ cos 2h ပဲရပါမယ်အဲ့တော့ h u ကိုရှင်းမယ်ဘာရမလဲဆိုရင် power ရှင်းချလိုက်တဲ့အခါမှာ3 power ရဲ့1ကိုနှုတ်လိုက်တော့ a နှစ်ထပ်ပဲကျန်တော့မယ် a square အဲ့တော့အခြေကိုဆက်ရှိတော့ a ကိုဆက်ရှိရင်ဆရာတော့1ပဲရပါမယ်အဲ့ဒါဆိုရင်နောက်ပိုင်းကိုရှင်းတယ်လေပြီးတော့ပါပြီအဲ့ရှေ့မှာကျတော့ minus ကိုရှင်းဆုံးထုတ်လိုက်တဲ့အခါမှာ minus a u sin 2h လို့ရပါမယ် 2h ကိုဆက်ရှိလိုက်တဲ့အခါမှာမြောက်ဘောကင်းဖြစ်တဲ့အတွက်2ပဲပြန်ရမယ်မြောက်ဘောကင်းမရှိရဘူးလေအဲကြောင့်မလို့2ပဲရမယ် h ကိုဆက်ရှိတော့1ဟုတ်ပြီ plus နောက်ကတော့ဆရာဘာမှရှိစရာမလိုတော့ဘူးဒါပေမဲ့ဆရာဒီမှာ3ကိုချိုးနောက်ကထားဟိမယ်
ဒါကြောင့်မလို့ဆိုတော့ 3a square cos 2a အဲ့လိုရပါမယ်အဲ့တော့ရှေ့မှာဆိုတော့ -8u နဲ့ 2 နဲ့မြောက်လိုက်တဲ့အခါမှာ -2 8u sin 2a plus 3a square cos 2a ကဲလို့ရပါမယ်အဲ့ဒါရှိရ sin ချိုးနောက်က cos ချိုးမတူပါဘူးအဲ့ဒါမတူတော့ဆိုတော့ဆက်ရှင်လို့မရတော့ပါဘူးအဲ့ဒါဖြေရဆိုတော့ဒီတိုင်းပဲရပါမယ်ဟုတ်ပြီဒါဆိုကျွန်တော်နောက်တစ်ပုဒ်လောက်ဆက်တွေ့ကြည့်အောင်အဲ့ number D ပေါ့နော်အဲ့ number D မှာဆိုရင်တော့ပေးထားတဲ့ပုံစံက cos 7a plus sin 3a လို့ပေးထားပါတယ်အဲ့ဒါလေးတော့ဆိုရှင်းရှင်းလေးပါနော် D/8 ဟုတ်ပြီအရင်ဆုံးကျတော့ဘယ်သူကိုရှင်းရမလဲဆိုရင် cos ရှိပေါ့နော်ပြီးတော့ sin ကိုရှိပေါင်းလိုက်ပါအဲ့တော့ cos ရှိတော့ -sin u ဆိုတော့ -sin 7a လို့ရပါမယ်ပြီးတော့မှ u တန်ဖို့ဖြစ်တဲ့ 7a ကိုဆက်ရှိပါမယ်အဲ့တော့ D/dh 7a ဟုတ်ပြီဒါဆိုရှေ့ရကုန်ပြီးသွားပြီ plus sin 3a ကိုရှင်းမယ် cos 3a လို့ရမယ်နော် sin u ကိုရှင်း cos u ရမှာလေ sin 3a ကိုရှေ့တော့ cos 3a ပြီးတော့မှ u တန်ဖို့ဖြစ်တဲ့ 3a ကိုဆက်ရှိရပါမယ်အဲ့တော့ D/dh 3h ရပြီအဲ့ဒါရှေ့ရ -sin 7 ကတော့ဒီတိုင်းမရမယ် 7a ကိုဆက်တော့ဆက်ရှိရမယ်နော်အဲ့တော့ 7a ကိုရှင်းလိုက်တဲ့အခါမှာ7ပဲရမယ်အဲ့တော့ -sin 7a အဲ့တော့ 3a ကိုဆက်ရှင်းလိုက်တော့3ပဲရမယ်ဒါကြောင့်မလို့3 cos 3h အဲ့ဒါရှေ့က sin ချိုးနောက်က cos ချိုးဖြစ်တယ်ဒါကြောင့်မလို့ဆက်ရှင်းလို့မရတော့ဆက်ရှင်းလို့မရတော့ဖြစ်ရတော့ဒါပါပဲပေါ့နော်